Buddham saranam gacchami Dhammam saranam gacchami Sangham saranam gacchami Saranataya aham ujjhami ရှေ့တောင်အာရှမှာရွှေနိုင်ငံလို့တင်စားခေါ်ဝေါ်ကြတဲ့မြန်မာပြည်ဟာဗုဒ္ဓဘာသာသာသနာရောင်ဝါထွန်းလင်းပြီးလူအချင်းချင်းမေတ္တာရှေ့ထားခွင့်လွှတ်သီးခံတတ်တဲ့ယဉ်ကျေးပြူငါဖော်ရွေလှတဲ့တိုင်းပြည်ရဲ့လို့ကမ္ဘာပြည်သူတွေကပြောစမှတ်ပြုကြပါတယ်ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်သူတွေကဘုရားတရားတန်ခါကိုယရဏသုံးပါးအဖြစ်စီးကပ်ကိုးကွယ်ကြပြီးဗုဒ္ဓဘုရားရှင်တတ်တော်ထင်ရှားမရှိတော့တဲ့နောက်တန်ခါတော်တွေကိုပဲဗုဒ္ဓမြတ်စွာဘုရားကိုယ်စားလှူဒန်းဆက်ကပ်ကိုးကွယ်ခဲ့ကြတာပါဗုဒ္ဓသာသနာနှစ်ပေါင်း2500ကျော်လာတဲ့အထိဘုရားသားတော်ယဟန်တန်ခါတော်တွေကပဲသာသနာကိုထိမ့်သိမ်းစောင့်ရှောက်လာခဲ့ကြတာပါဗုဒ္ဓသာသနာတော်တည်တံ့ရေးနဲ့ထွန်းကားပြန်ပွားရေးအတွက်မြန်မာပြည်ဟာအဓိကအချက်အခြာဘူမိနက်တန်တစ်ခုဆိုရင်လည်းမမှားပါဘူးမြန်မာပြည်မှာမြေပေါ်မြေအောက်သဘာဝသယံဇာတအဖိုးတန်ယတနာတွေအများကြီးရှိတာအားလုံးအသိပါပဲကျွန်းသစ်နဲ့ကျောင်းမြတ်ယတနာမျိုးစုံကိုဈေးပြိုင်စနစ်နဲ့လေလံတင်ပြီးအကြီးအကျယ်ရောင်းချနေတဲ့အပြင်အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းအိန္ဒိယနဲ့တရုတ်ကိုတောင်သဘာဝဓာတ်ငွေတွေရောင်းစားနေရတဲ့အထိရေနံနဲ့သဘာဝဓာတ်ငွေတွေအလျံပယ်ထွက်ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်ဒီလိုဆိုရင်တိုင်းပြည်လူထုအများစုကြီးဆင်းရဲမွဲတေနေတာဘာကြောင့်ပါလဲပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုကိုလစ်လျူရှုပြီးအာဏာရှင်ဗိုလ်ချုပ်တစုကကိုကြိုးရှာဖောက်ပြန်တာရဲ့စစ်တပ်ကိုလိုအပ်တာထက်ပိုပြီးအဆမတန်ချဲ့ထွင်နေတာရဲ့စစ်လက်နက်ပစ္စည်းတွေအမြောက်အများဝယ်ယူပြီးပြည်သူလူထုကိုရန်သူလိုသဘောထားပြီးစစ်ခင်းတပ်ဖြတ်ဖို့လုပ်နေတာကြောင့်ရဲ့ဆိုတာကိုလူတိုင်းဖြေကြပြောကြမှာသိကြပါတယ်2005ခုနှစ်ကုန်ပိုင်းမှာကြပ်ပြေးရက်ကိုမြို့တော်သစ်သတ်မှတ်ပြီးအစိုးရရုံးတွေအခြေစိုက်ဖို့နာအဖတစ်ဖွဲ့လုံးပြောင်းခဲ့တာကလည်းမလိုအပ်ပဲပြည်သူဗန္ဒာငွေတွေကိုဖြုံးတီးတာပါပဲအာဏာရှင်စစ်အစိုးရထိပ်သီးအုပ်စုနဲ့သူတို့ရဲ့မိသားစုဆွေမျိုးအတိုင်းဝိုင်းတွေလောက်ပဲကိုပိုင်ဈေးကွက်နဲ့စီးပွားတက်ခဲ့ကြပြီးဗိုလ်ချုပ်တန်းရွှေရဲ့သားသမက်လိုနာမည်ကြီးတဲ့ဥတေဇဆိုရင်မြန်မာပြည်လိုကမ္ဘာအဆင်းရဲဆုံးနိုင်ငံမျိုးမှာဗိုလ်ချုပ်တစုနဲ့ပေါင်းပြီးတမာအာဇီဝနီးနဲ့ဘသူမှအိမ်မက်မမက်ရဲတဲ့အဲအပကံလို့ခေါ်တဲ့ပုဂ္ဂလိကလေကြောင်းကုမ္ပဏီပိုင်ရှင်ခစ်ပြတ်တထေးကြီးအဆင့်ကိုရောက်ရှိနေတယ် topic ကတော့သူတို့ရွှေချပြရတယ်။ style သိကောင်းပြတယ်။ our company ဥဒေဇတယ်မဲလားဆိုမဟုတ်သေးပါဘူးသူသားပိုင်ဖြိုးဒေဇနဲ့ထက်ဒေဇတို့ကအစမြမပြည်ရဲ့အရင်အမြင့်ထွက်ကုန်တွေအလုံးအပေါ်ဖင်ခုထိုင်ပြီးရန်ကုန်စင်ကာပူတပတ်တစ်ခါအသွားပြန်လို့သုံးဖြုံတောင်းချမ်းနေကြတာကိုတွေ့ကြရမှာပါစစ်ဗိုလ်ချုပ်ထိပ်သီးတွေကတိကျွယ်ချမ်းသာနေကြတာ
จับပြေးနဲ့ရန်ကုန်မှာနေရာခွဲကျင်းပခဲ့တဲ့နိုင်ငံတော်အကြီးအကဲဆိုသူရဲ့သမီးတွေမင်္ဂလာဧည့်ခံပွဲကလည်းတက်သေးခံပါတယ်ကြည်ပါသုံးနေသောပစ္စည်းများဟာခိုးဆိုလူရဲ့ဒီဗန္တာစိတ်ကလေးတွေချစ်စရာမတန်မရာသူကိုမှသူတို့မို့အရှက်မရှိလို့ရကြပေတာဒီသူပိုင်ဗန္တာများမို့မတရားလူရဲ့ယူကရှက်ဖို့ကောင်းတဲ့ဒီကဘာမှာစိတ်ကလေးတွေချစ်စရာမတန်မရာသူကိုမှသူတို့မို့အရှက်မရှိဒီလောက်ရေနံနဲ့သဘာဝဓာတ်ငွေတွေအလျံပယ်ပေါ်ကျွယ်ဝလို့အိမ်နီးချင်းနိုင်ငံတွေကိုတောင်ရောင်းစားနေရတဲ့နိုင်ငံက2005ခုနှစ်မှာတစ်ကြိမ်2009ခုနှစ်မှာတစ်ကြိမ်လောင်စာစီဈေးတွေအကြိမ်ကြိမ်အဆမတန်မြင့်တက်ခဲ့ပါတယ်။ဒီနေ့တာဝန်စာကိုအပြေးလွှားရှာဖွေနေရတဲ့လူထုရဲ့နေ့စဉ်ဘဝကိုဗိုလ်ချုပ်တစုကလုံးဝဂရုမစိုက်ပါဘူး။2009ခုနှစ်ဩဂုတ်လ15ရက်နေ့မှာလောင်စာစီဈေးတွေထပ်တိုးလိုက်လို့88မျိုးဆက်ကျောင်းသူကျောင်းသားတွေဥဆောင်ပြီးလူထုကိုစားဆန္ဒဖော်ထုတ်ခဲ့တာမြင်တွေ့ကြတဲ့အတိုင်းပါပဲသူတွေရဲ့ခေါ်သားကျွန်တော်တို့လည်းရင်းရန်စွာနဲ့ဆန္ဒပြနေတာဖြစ်ပါတယ်အကောင်းဆောင်တဲ့ဖြစ်တဲ့ကိုမင်းကိုယ်တိုင်ကိုကိုကြီးစားရှိတဲ့88မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအားလုံးကြီးပါဟာဒီနေ့မနေ့မှာဖက်ချသွားပါပြီသို့တော်လည်းကျန်ရှိနေတဲ့ပါတော်88မျိုးဆက်ကျောင်းသားတွေမျိုးသားဒီမိုကရေစီဖွဲ့ဆောင်ဖွဲ့ဝင်တွေခြေကပညာကျောင်းသားတွေတက္ကသိုလ်တည်တည်ပါရှိနေတဲ့ကျောင်းသားကျောင်းသူတွေဒီသူအားလုံးဟာဒီနေ့မှာဖြစ်နေတဲ့ကျောင်းသားစီစဉ်လုံးပြပါမှုပုံစံလုံးပြပါမှုအတွက်ဒီလူတွေလိုအပ်တဲ့ခွင့်လေးကိုဒီလူတွေချက်မှာကြောက်ကြကင်းကင်းနဲ့ရေးကြတော့ဆန္ဒပြမယ်ဖြစ်ပါတယ်စစ်ဖက်နှက်အောက်ကပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုကိုအရင်ဆုံးဓာတ်ရိုက်ထိတွေ့ခံစားသိရှိရသူတွေဟာယဟန်တန်ဃာတော်တွေပဲဖြစ်ပါတယ်။နေ့စဉ်နှစ်တိုင်းဆုံးငံထွက်လို့ရတဲ့ဆွမ်းနဲ့ဆွမ်းဟင်းတဖြည်းဖြည်းညံ့တစ်ထက်ညံ့လာတာနဲတစ်ထက်နဲလာတာကိုကြည့်ပြီးတန်ဃာတော်တွေဟာတနတ်သေးစားရတဲ့ဆွမ်းကိုတော့မျိုးမကြရလောက်အောင်လူထုရဲ့ဒုက္ခကိုမျှဝေခံစားခဲ့ရပါတယ်။လူထုရဲ့ဆင်းရဲကြက်တဲမှုကိုမကြည့်ရတော့လို့ပခုတ်ကူတန်ဃာတော်တွေကစက်တင်ဘာလ9ရက်နေ့မှာမြစ်တာပို့စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဒါကိုစစ်ဗိုလ်ချုပ်တစုကအကြမ်းဖက်တဲ့နည်းနဲ့ဖြေရှင်းတုံ့ပြန်ခဲ့ကြပါတယ်။ဖျားသားတော်တွေကိုဓာတ်တိုင်မှာကျိုးတုပ်ရိုက်နှက်ခဲ့တဲ့အထိနှိပ်စက်စော်ကားမှုတွေလုပ်ခဲ့တဲ့အတွက်နာအဖအနေနဲ့တန်ဃာတော်တွေကိုဝန်ချတောင်းပန်မှုပြုလုပ်ဖို့တောင်းဆိုချက်တွေမရရင်ကံဆောင်တပိတ်မှောက်မှုတွေပြုလုပ်သွားမယ်လို့တန်ဃာတော်တွေကအတိအလင်းထုတ်ပြန်မိန့်ကြားလိုက်ပါတယ်ရှေးရန်၌ရှိသောနန္ဒစကြဝဠာနန္ဒတတ္တဝါတို့ဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေဆင်းရဲခတ်သိမ်းခြင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရန်၌ရှိသောအနန္တစကြဝဠာနန္ဒတတ္တဝါတို့ဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေယဟန်တန်ဃာတော်တွေသာမကသီလရှင်များကလည်းပါဝင်လာကြပြီးသာသနာအလံတော်ကိုအမြင့်ဆုံးလွှင့်ထူလို့ကံဆောင်တပိတ်မှောက်မှုတွေမြို့ရောနယ်ပါမကျန်နေရာအနှံ့ပြုလုပ်ခဲ့ကြပါတယ်နန္ဒစကြဝဠာနန္ဒတတ္တဝါတို့ဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေဆင်းရဲခတ်သိမ်းခြင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေပြည်သူလူထုကြီးကတန်ဃာတော်တွေဥဆောင်မှုနောက်စည်းကမ်းရှိရှိ
လိုက်ပါခဲ့တာတွေ့မြင်ကြတဲ့အတိုင်းပါပဲကဘာတစ်ခုလုံးအုံကြွကြွတုံလှုပ်ရိုက်ခတ်သွားတဲ့ရွှေဝါရောင်တော်လှန်ရေးမှာမြမသွေးကိုပြခဲ့ကြတာပါကျောင်းသားပြည်သူတွေရဲ့ဆန္ဒပြပွဲတွေကိုဗိုလ်ချုပ်တစုကကြမ်းဖွက်နဲ့စွမ်းအားရှင်တချို့ကိုအကြမ်းဖက်နှိပ်ကွပ်ဖို့ခိုင်းစေခဲ့ပါတယ်။ပြည်သူလူထုအချင်းချင်းကြားထဲမှာတွေးခွဲတဲ့လုပ်ရဖြစ်ပြီးကြမ်းဖွက်နဲ့စွမ်းအားရှင်တွေကကြေးစားလူမိုက်အလုပ်တွေကိုသခင်အားရအောင်လုပ်ခဲ့ကြပါတယ်။ဒီကောင်ရဲ့ပေးတိုင်မယ်လူနဲ့စစ်အာဏာရှင်တွေရဲ့လက်သက်မွေးခံထားရတဲ့သူတွေဟာခုမှမိုက်ရိုင်းကြမ်းတမ်းတာမဟုတ်ပဲအရင်ကလည်းနိုင်ငံရေးအကျဉ်းသားဟောင်းကိုတက်နိုင်ဦးကိုရန်ကုန်သီရိမင်္ဂလာဈေးအနီးမှာလူမဆန်စွာလက်ရဲဇက်ရဲဝိုင်းရိုက်တပ်ဖူးတာကိုဇာပနမှတ်တမ်းကသက်သေခံနေတာတွေ့ကြရမှာပါဒီကတော့တားရဲ့မရှိလို့ပေါ့မေတို့မိသားစုမှာဝတ်တင်ရှိလို့တို့ဒီချိန်မှာဒီလိုဖြစ်ရမယ်ဆိုတဲ့အကြောင်းအရာလေးပါလို့ဖြစ်တာမမေဆရာတို့လည်းဖြစ်ပါလေတားရဲ့စစ်ဗိုလ်ချုပ်တစုကမြစ်တာပို့စီတန်းလှည့်လေတဲ့တန်ဃာတော်တွေကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်ဖို့ကြမ်းဖို့စွမ်းအားရှင်အပြင်လုံဒင်းရဲနဲ့စစ်သားတွေကိုအစင်သင့်ပြင်ထားကြဆိုပြီးစက်တင်ဘာလ6ရက်ညတကောင်တည်းကလျှို့ဝှက်အမိန့်ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်မိသားတပ်ဖွဲ့တွေကိုလည်းဆန္ဒပြသူတွေရဲ့သွေးမြေကျမှုတွေလမ်းမပေါ်မှာမချောက်သေးခင်ရှင်းလင်းလက်စဖျောက်ဖို့အစင်သင့်ပြင်ထားခိုင်းခဲ့ပါတယ်။အာနာရှင်စစ်ကောင်းဆောင်အစဉ်စဉ်ရဲ့အမိန့်ပေးမှုအောက်မှာယဟန်တန်ကចောင်းသားပြည်သူတွေအသက်ဆုံးရှုံးဒဏ်ရာရသွေးမြေကျခဲ့ရပါတယ်။တန်ဃာတော်တွေသွေးမြေကျရရှာလို့ဆွေလေးသမျှဦးကြွစိတ်မှမပြေနှိမ့်ဆက်ခံရတဲ့ယဟန်ရှင်လူရဲရဲတောက်အာဃာနီတွေရဲရဲတောက်အာဃာနီတွေတို့ဗမာတိုင်းမြန်ပြေတွေးရှုတာပဲအလေးပြုပါရဲ့လေရုပ်မဆိုးဝါးလာရဲ့စစ်ဘလူးများရဲ့လူမဆန်ပုံတွေဖယားသာတော်သံဃာတော်မြတ်တွေရဲ့သွေးတစ်စက်စက်ပေးဆက်မြေခကျွေဤသူကိုရင်ဝဲသားခယူမထားရငါခဲ့တာတွေအသက်ဆုံးရှုံးခဲ့ရသူတွေမသေးမရှင်ဖြစ်နေသူတွေကိုလက်စာဖြောက်တဲ့အနေနဲ့တိတ်တဆိတ်မိတကြိုခဲ့ကြပါသေးတယ်ပြောသွားတဲ့အထဲမှာသေဆုံးသူ10ယောက်တန်းရသူ14ယောက်လို့ပြောပါတယ်မစ္စတာပင်နေရိုကိုထိန်ပင်တုတ်တံမှာပြတော့အလောင်း14လောင်းမိရှို့တယ်ပြောပါတယ်တကယ်ကင်ကနန်လေးပြောသိကြပါတယ်ကျွန်တော်ဒီစက်တင်ဘာလအတွင်းမှာဖြစ်တဲ့ရေခင်းကာလာအတွင်းမှာရေခင်းကာလာအတွင်းမှာကျွန်တော်ဖျားနာသေဆုံးမှုမပါတဲ့ကျွန်တော်ဒီရေခင်းကာလာနဲ့ဓာတ်သက်ဆိုင်တဲ့သေဆုံးမှုဖြစ်ပါတယ်တချို့သေဆုံးမှုတွေဟာကျွန်တော် GDC မှာကျွန်တော်တို့ခေါ်ပြီးတော့စစ်ဆေးစင်မှာသူ့ငကိုပါလာတဲ့ယောဂနဲ့အဲ့ဒီမှာပဲကျွန်တော်တို့ဖျားတယ်နာတယ်ကျွန်တော်ဆေးရုံပို့တယ်တော့အဲ့ဒီမှာဆုံးတယ်အဲ့ဒီပုံကိုယ်တွေကထက်သွင်းပြီးတော့ကျွန်တော်တို့ကဒီထိပ်မှာတကြိုတဲ့ကိစ္စတွေရှိပါတယ်စောစောတော်ဝင်းပြောတဲ့ဥစ္စာတော့ခုနဟာဒီအားလုံးစုပေါင်းပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်အရေးအတွက်တခုကွာခြားနေခြင်းဖြစ်ပါတယ်မရှင်းလို့မေးပြစေခုန14ယောက်ဆိုတာ4ယောက်ကနေမကောင်းပြီးတည်တယ်ဆိုတော့သူတို့ identity လေးများသူတို့သိပြီးမှပြောပြီးမှမှတ်တမ်းတင်သွားခဲ့နိုင်လားမသိအားလုံးလည်းဖြတ်နာပြီးတည်တဲ့သဘောတော့ပုတ်ပါပါစောစောကဒေါ်အေးဝင်းပြောတဲ့အချက်တွေကတော့အရေးခင်ကာလာတစ်ခုလုံးမှာအခြားအကြောင်းနဲ့တည်တဲ့လူတွေပါရှိပါလိမ့်မယ်အဲ့တော့တချို့အခုန identify လုပ်နိုင်မလုပ်နိုင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ identify မလုပ်နိုင်တဲ့အလောင်းကြလည်းရှိပါတယ်